အားလုံးပဲမင်္ဂလာပါအောင်ချမ်းမင်းပေါ်ပေါ်မှာပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ဧပြီလ14ရက်အင်္ဂါနေ့ညတနားခွဲမှာရှင်မြန်ကစားမဲ့အက်တလက်တီကိုမက်ဒရစ်ဘာစီလိုနာတလုံးပေါင်း84လုံးပေါင်း90အီတီကိုကပထမကျော့2ဂိုးပြတ်နဲ့အနိုင်ရထားလို့မို့နောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းနေတယ်ပြောမှဖြစ်တယ်ဒါပေမဲ့လည်းအီတီကိုတေချာပြီးတော့ပြောလို့မရဘူးဘောလုံးမှာဘာမှဆိုဖြစ်သွားနိုင်တယ်အီတီကိုကပထမကျော့2ဂိုးပြတ်နဲ့အနိုင်ရထားလို့မို့ဒုတိယကျော့မှာပိတ်ကစားပြီးတော့တံမြန်တိုက်စစ်ကနေပြီးတော့ခိုးရအောင်လုပ်လိုက်မယ်အီတီကိုလည်းကိုရသွားနိုင်တယ်ဘာစီလိုနာကလည်းပဲ2ဂိုးပြတ်နဲ့ရှုံးထားလို့အစွမ်းကုန်တိုက်စစ်ဖွင့်ကစားလာမှာဖြစ်တယ်ဒီဘက်ကစောစီကိုရရင်တော့ခုပေါ်ဖို့တေချာတော့ရှိသွားလိမ့်မယ်ဘာစီလိုနာရဲ့ရှုံးအားနဲ့ခုပေါင်းစီပြင်းရှာမှုနဲ့ခုပေါ်သွားလိမ့်မယ်လို့ယူဆတယ်ဘာစီလိုနာဘော်ဒီနဲ့ခုပေါ်ရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့ညတနားခွဲမှာရှင်မြန်ကစားမဲ့လီဗာပူး PSG လီဗာပူးလည်းပဲ30ကျုံ3လုံး50ကျုံလီဗာပူးကတော့ပွဲဆက်ခြင်းကိုတရှင်တို့ရှုံးရမှာဖြစ်တယ်အပီကွင်းရဲ့ချမ်းမဲလေးညကဘာမှမဖြစ်သွားနိုင်တယ်ပထမကျော့2ဂိုးပြတ်အရှုံးကြောင့်မဖြစ်မနေကိုရအောင်ဖွင့်ကစားမှာဖြစ်တယ်လီဗာပူးအိမ်ကွင်းမှာတော့ကိုရအောင်သွင်းနိုင်လိမ့်မယ်လို့ထင်တယ်လက်ရှိ PSG ရဲ့ရှေ့စွမ်းတဲ့ရက်လက်ပိုင်းကလည်းပဲအကောင်းဆုံးပုံစံမှာရှိနေလို့မို့ PSG လည်းကိုရသွားနိုင်တယ်ဒီနေ့တဲ့ဒုတိယကျော့ရှုံးထွက်အဆုံးဖြတ်ပွဲစဉ်မှာတော့အပြန်လန်သွင်းကိုတွေရှိလိမ့်မယ်လို့ယူဆတယ်ကိုပေါ်ပဲရွေးချယ်ပါတယ်အကြိုက်ချင်းမတူရင်ဘက်ကံပြီးတော့ကစားပါကျွန်တော်ညီကိုများတို့အကောင်းဆုံးဖြစ်နေမဲ့ရက်လက်များကိုခံမဲ့ပြီးတော့ရွေးချယ်ပေးလိုက်ပါတယ်အားလုံးအဆင်ပြေကြပါစေ